Hi guys, welcome to my English classroom. In this lesson, we are going to learn 5 different words that you can say instead of beautiful. Okay, let's learn with me together. Okay, teacher ကဒီ lesson မှာလှတယ်ဆိုတာကို beautiful တစ်လုံးနဲ့သုံးနေမယ့်အစားတခြားဘလို့ပုံစံလေးတွေနဲ့စမတ်တကြပြောင်းပြီးသုံးလို့ရလဲဆိုတာကို share လုပ်ပေးသွားပါမယ်. Okay, the first one is gorgeous. သူ့ရဲ့အဓိပ္ပာယ်ကအလွန်လှပသောချစ်ကြည်ဖြူသောဆိုပြီးတော့အဓိပ္ပာယ်ရတယ်ဘယ်လိုပုံစံလေးသုံးလို့ရလဲဆိုလို့ရှိရင် she looks gorgeous in that red dress သူမအနေရောင်အင်္ကျီလေးနဲ့အရန်လှပြီးတော့ချစ်ကြည်ရှိနေတယ် what a gorgeous view အရန်ကိုလှတဲ့ရှုခင်းလေးပဲ you have a gorgeous mind မင်းမအရန်ကိုလှတဲ့ပြုံးလေးရှိတာပဲအဲ့လိုလေးတွေသုံးလို့ရပါတယ် okay the next word is pretty yet pretty သူ့ရဲ့အဓိပ္ပာယ်ကလည်းလှပတော်ပဲ pretty ကိုကြတော့မိန်းကလေးတွေကိုသုံးတာပို့ပြီးတော့များတယ် okay ဘယ်လိုလေးသုံးလို့ရလဲဆိုလို့ရှိရင် she is very pretty သူမအရန်လှတယ် what a pretty flower ဘလောက်လှတဲ့ပန်းလေးလဲ your handwriting is pretty neat မျက်နှာကြီးလေးကလှပပြီးတော့တည်သက်နေတာပဲအဲ့လိုလေးတွေသုံးလို့ရပါတယ် okay let's in the next word the next word is stunning เนาะသူကရင်သက်ရှူမောအောင်လှတာသူ့ရဲ့အလားကเนาะဘယ်လိုလေးသုံးလို့ရလဲဆိုလို့ရှိရင် the actress look stunning at the award show เนาะမင်းသမီးကစုပ်ပေးပွဲမှာရင်သက်ရှူမောပဲကောင်းအောင်စရာကောင်းအောင်လှပနေတယ် that was a stunning performance ဒါအရန်ကိုကောင်းတဲ့ဖြိုပြမှုတစ်ခုပဲ you look absolutely stunning today မင်းဒီနေ့အရန်လှပြီးတော့ဆွဲဆောင်မှုရှိနေတယ်အဲ့လိုလေးတွေသုံးလို့ရပါတယ် okay let's in the next word the next word is attractive သူကဆွဲဆောင်မှုရှိတော့ဆိုပြီးတော့အဓိပ္ပာယ်ရတယ် attractive ကိုကြတော့တီချေတို့ကယောက်ျားလေးအများစုမှာသုံးတာပို့ပြီးတော့များတယ်မိန်းကလေးမှာကြရင်ပို့ပြီးသုံးတာက pretty ယောက်ျားလေးဆိုရင် handsome တို့ attractive တို့ကပို့ပြီးတော့သုံးတာများတယ်ဘယ်လိုပုံစံလေးသုံးလို့ရလဲဆိုလို့ရှိရင် he is an attractive man သူကတကယ်ကိုဆွဲဆောင်မှုရှိတဲ့ယောက်ျားလေးတစ်ယောက်ပဲ okay he is tall and very attractive သူကအရက်ရှိပြီးတော့အရန်ကိုဆွဲဆောင်မှုရှိတယ်ဒီလိုလေးတွေသုံးလို့ရပါတယ် okay the last one is cute သူကချစ်စရာကောင်းတော့ဆိုပြီးတော့အဓိပ္ပာယ်ရတယ် cute ကိုကြတော့တချို့တို့ကနော် baby လေးတွေ animals လေးတွေကိုသုံးတာပို့ပြီးတော့များတယ်ဘယ်လိုပုံစံလေးသုံးလို့ရလဲဆိုလို့ရှိရင် your puppy is so cute နင့်ခွေးလေးကချစ်စရာကောင်းလိုက်တာ what a cute baby ကလေးလေးကချစ်စရာလေးပဲShe looks cute with the hairstyle ဒီစပင်ပုံစံနဲ့သူမအရင်ချစ်စရာကောင်းနေတယ်အဲ့လိုလေးတွေသုံးလို့ရပါတယ် Okay guys I hope you enjoy in this lessons thank you so much for watching my videos I will come back bye